နေရှာသူကလေးရဲ့ဒီဆောင်ကုန်လို့ຫນွေဦးရောက်ခဲ့ရင်ပြန်ဆုံးမယ်နော်မင်းအမငယ်နဲ့ပြောခဲ့လေဒီမောင်ပဲလွမ်းရတယ်မတွေးရတာအတော်ကြာပြီပေါ့လေသူအလွမ်းပြေဖို့ကိုစားပြုလိုက်မယ်စာလွာတွေကိုရေးဖို့နေလေကိုအဖို့တော့ဒီအလွမ်းလေးကဖြစ်မပြေအစင်သာပဲသူကလေးအတွက်အလွမ်းစိတ်တွေဝေလာခဲ့ဘယ်လိုအလွမ်းမျိုးနဲ့လွမ်းလဲဆိုကိုယ်တိုင်လည်းမပြောတတ်အောင်အဖြေရှာမရပါကျင်သူလေးခေါ်ပြောခွင့်ရတော့အောင်မဆိုင်သူတယောက်သာခင်မင်းသူချင်လို့ပြောပြကိုယ်တိုင်လည်းမတွေးတတ်အောင်ရင်နာနောက်ထပ်တစ်ခါပြန်ဆုံရင်ပေါ့လေသူလေးကိုတော့ပြန်ပြီးမေးကြည့်မယ်ရင်ခုန်လာသူကိုဖြစ်လို့ပဲမင်းလေးတယောက်ခံစားမိရလားမျောနေရှာသူလေးရဲ့ဒီဆောင်ကုန်လို့ຫນွေဦးရောက်ခဲ့ပြန်ဆုံးမယ်နော်မင်းအမငယ်နဲ့ပြောခဲ့လေဒီမောင်ပဲလွမ်းရတယ်မတွေးရတာအတော်ကြာပြီပေါ့လေသူအလွမ်းပြေဖို့ကိုစားပြုလိုက်မယ်စာလွာတွေကိုရေးဖို့နေလေကိုအဖို့တော့ဒီအလွမ်းလေးကဖြစ်မပြေအစင်သာပဲသူလေးအတွက်လွမ်းစိတ်တွေဝေလာခဲ့ဘယ်လိုအလွမ်းမျိုးနဲ့လွမ်းလဲဆိုကိုယ်တိုင်လည်းမပြောတတ်အောင်အပြေရှာမရပါကျင်သူလေးခေါ်ပြောခွင့်ရလောက်အောင်မဆိုင်သူတယောက်သာခင်မင်းသူချင်လို့ပြောပြကိုယ်တိုင်လည်းမတွေးတတ်အောင်ရင်မနောက်ထပ်တစ်ခါပြန်ဆုံရင်ပေါ့လေသူလေးကိုတော့ပြန်ပြီးမေးကြည့်မယ်ရင်ကုန်လာသူကိုဖြစ်လို့ပဲမင်းလေးတယောက်ခံစားမိရလားကိုအတွက်နဲ့ဘာကြောင့်များ